Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Future Byte Channel နေပြီးတော့လူငယ်တွေတို့ကအကျိုးရှိတဲ့စာစဉ်လေးတွေကိုအပတ်စဉ်တိုင်းဖတ်ပြပေးနေတဲ့ကျွန်တော်တူရဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ပတ်တော့ဖတ်ပြပေးမယ့်စာစဉ်လေးကတော့သူများရဲ့အသုံးချခံမဖြစ်စေဖို့တို့ကအခြေကရှောင်ကျဉ်ရမယ့်အချက်၅ချက်ကိုဖတ်ပြပါမယ်ခင်ဗျာနံပါတ်1တနာတဲ့လုံးတဲ့စိတ်ကိုထိန်းချုပ်ပါအရာတနာတဲ့လုံးတဲ့စိတ်ကိုငါသာလျင်သူ့နေရာမှာဆိုတဲ့စိတ်နဲ့လူတိုင်းအပေါ်တနာတဲ့လူတွေကပဲအမြဲတမ်းအဲ့ဒီစိတ်ကြောင့်သူတစ်ပါးရဲ့အသုံးချခံဖြစ်တဲ့ဘဝကိုရှင်သန်နေရတတ်ပါတယ်။ဒါကြောင့်လူတိုင်းအပေါ်မျှတစွာတွေ့ပြီးတနာကျင်တဲ့ခြင်းကလူတချို့အတွက်လိုအပ်ချက်တစ်ခုဆိုပေမဲ့လူတချို့အတွက်သိရတနာတဲ့စိတ်ကိုဟန်ဆောင်မနှဖုံးနဲ့ချနှင်းသွားမဲ့လူတွေရှိနေတတ်ကြပါတယ်။နံပါတ်2ကိုချင်းစာစိတ်ကိုလူတိုင်းကိုမပေးပါနဲ့ပြန်သုံးသပ်ပါလူတစ်ပတ်သားအပေါ်အမြဲတမ်းကိုချင်းစာစိတ်နဲ့တွေးပေးတဲ့လူတွေဟာတခုခုဆိုရင်သူများရဲ့အသုံးချခံအဖြစ်ခံလူသားတွေပါပဲအဲ့ဒီစိတ်ကိုအခွင့်ကောင်းယူပြီးကိုယ်သိက္ခာကိုချနှင်းကြမဲ့လူတွေရဲ့အတွက်အဓိကအားသာချက်တစ်ခုပါအဲကြောင့်လူတိုင်းအပေါ်ကိုချင်းစာနာတဲ့စိတ်နဲ့မြင်ပေးတာကောင်းပေမဲ့ပေးတဲ့လူလားမပေးတဲ့လူလားဆိုတာပြန်လည်သုံးသပ်ဖို့လိုပါတယ်နံပါတ်3အာနာတဲ့အကျင့်ကိုဖျောက်ပါလူတိုင်းအပေါ်အာနာတဲ့စိတ်ကြောင့်ကိုယ့်ဘက်ကဘလို့အခြေအနေမျိုးပဲရောက်ကိုညီတတ်ကြတဲ့လူတွေရှိတတ်ကြပါတယ်ဒီလိုကိုညီလိုက်လို့သူအဆင်ပြေသွားပေမဲ့ကိုရေးကြုံလာတဲ့အခါကိုယ့်ဘက်ကအဆင်မပြေပဲကြံနေခဲ့တဲ့အချိန်တွေများနေမှာပါဒီလိုအခြေအနေမျိုးကတစ်ချိန်တစ်ခါဆိုတာထက်အချိန်ချင်းအခါကဖြစ်နေတတ်တာမျိုးပါဒါကကိုယ့်ရဲ့အာနာတဲ့စိတ်ကြောင့်သူတစ်ပါးရဲ့ခြာနေခြင်းကိုမသိလိုက်ပဲခံရတတ်ပါတယ်ဒီအားနည်းချက်ကိုပဲခွင့်ကောင်းယူပြီးကိုယ်သိက္ခာချနှင်းသွားမဲ့လူတွေကအများကြီးရှိနေတာကိုမမေ့ပါနဲ့နံပါတ်4အယုံမလွယ်ပါနဲ့အပြုံးတွေရဲ့နောက်ွယ်ကဝတ်ထားတဲ့ဓာသားတွေကိုကျွန်တော်တို့မမြင်နိုင်ပါဘူးဒီလိုပဲဘဝမှာကိုယုံကြည်ရတဲ့လူတွေကပဲကိုနောက်ကျော်ကိုဓာတ်နဲ့ထိုးသွားတာကြီးပဲမဟုတ်လားကိုတို့တောင်ကိုမယုံကြည်ရတဲ့ဖြစ်ကြီးတဲ့မှာအယုံလွယ်ပြီးတနာတဲ့တင့်ကိုချနှင်းမဲ့အဆောင်မျက်နှာဖုံးတွေနဲ့လူတွေနေရာတိုင်းမှာရှိနေတယ်ဆိုတာကိုမမေ့ပါနဲ့နံပါတ်5ရိုးသားပါမတုံးအပါနဲ့သာတိကုံစားရမကုံဆိုတဲ့စူရိုးစကားကမှန်တယ်ဆိုပေမဲ့ရိုးသားခြင်းဆိုတဲ့နောက်ကတုံးအခြင်းကိုတွဲမထားပါနဲ့လူတိုင်းကကိုလိုစိတ်မျိုးရှိကြမှရှိနိုင်တဲ့အတွက်လူတိုင်းအပေါ်အယိုးခံနဲ့ပေါင်းသင်းဆက်ဆံခြင်းမျိုးကလူတချို့အတွက်ကောင်းပေမဲ့လူတချို့အတွက်တင့်ရဲ့ရိုးသားခြင်းကိုအခွင့်ကောင်းယူပြီးကိုယ်သိက္ခာကျဆင်းသွားအောင်ကြောက်တွန်းဖို့စောင့်နေတဲ့လူတွေရှိနေတတ်ပါတယ်။စာစုလေးကိုအနည်းဆုံးပဲဆိုလို့ရှိရင်တော့နံပါတ်1တနာတဲ့လုံးတဲ့စိတ်ကိုထိန်းချုပ်ပါ။နံပါတ်2ကိုချင်းစာစိတ်ကိုလူတိုင်းကိုမပေးပါနဲ့။နံပါတ်3အာနာတဲ့အခြင်းကိုဖျောက်ပါ။နံပါတ်4အယုံမလွယ်ပါနဲ့။နံပါတ်5ရိုးသားပါမတုံ့ပါနဲ့။ဟုတ်ကဲ့ပါဒီတစ်ခါဖတ်ပြပေးသွားတာကတော့ကျွန်တော်တို့တွေသူများရဲ့အသုံးချကမဖြစ်စေဖို့အတွက်ရှောင်ကျဉ်တဲ့အချက်၅ချက်ဖြစ်ပါတယ်မိတ်ဆွေကဒီဗီဒီယိုကိုအဆုံးထိကြည့်ထားတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အသည့်တစ်ခုရရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်အခုလိုမျိုးအသိပညာပို့သရရတဲ့စာစုလေးတွေကိုနားထောင်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TikTok channel YouTube channel တို့ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် bye bye နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာလူငယ်တွေအတွက်နင်းနေနာထောင်ပြီးညအကျိုးရှိနေတာ Future Byte Channel ပါ Future Byte